အာကာသကိုစူးစမ်းလေ့လာဖို့စိတ်ကူးရှိဘူးပါသလားလာနဲ့အင်ကာဂျိုကိုလူသားတွေဘလို့သွားရောက်ကြမလဲဆိုတာစိတ်ဝင်စားတဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုကအထူးသင့်တော်ပါတယ်ဒီခရီးစဉ်တွေကိုလုံခြုံငြိမ်းချမ်းပြီးအောင်မြင်စေမယ့်နည်းလမ်းတစ်ခုရှိနေပါတယ် NASA ရဲ့ Johnson Space Center ကတရားဝင် podcast ထဲမှာဒီအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။အာကာသယာဉ်မှူးများသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာများက Artemis Accords ကလပေါ်နဲ့အပြင်ဘက်ကိုစူးစမ်းလေ့လာမှုအတွက်ဘယ်လိုလုံခြုံငြိမ်းချမ်းပြီးတာယာပွဲရွာနဲ့အနာဂတ်ကိုဖန်တီးပေးတယ်ဆိုတာရှင်းပြခဲ့ပါတယ်။လူသားတွေမှာစူးစမ်းလို့စိတ်ဆိုတာမွေးရပါရှိပါတယ်။ရာစုနှစ်ပေါင်းများစွာကမ္ဘာမြေကိုစူးစမ်းခဲ့ပြီးတော့ကမ္ဘာပတ်လမ်းနှင့်ကိုရောက်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်50ကျော်ကအပိုလိုအစီအစဉ်နဲ့လရဲ့ Equator Data ကိုစူးစမ်းခဲ့ပါတယ်။ အခုတော့ Artemis အစီအစဉ်ကနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့အတူလရဲ့တောင်ဝင်ရိုးစွန်းကိုပြန်လည်စူးစမ်းဖို့ကြိုးစားနေပါတယ်။2020ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ Artemis Accords ကအာကာသမှာလုံခြုံငြိမ်းချမ်းပြီးတာယာဝယ်ပြောတဲ့အနာဂတ်အတွက်လမ်းညွှန်ချက်တွေပေးပါတယ်။ဒီအစီအစဉ်ဘယ်လိုစတင်ခဲ့လဲဆိုတာသိချင်စရာပါ။ အစပိုင်းမှာ10နိုင်ငံနဲ့စတင်ခဲ့ပြီးအခုဆိုရင်63နိုင်ငံအထိတိုးပွားလာပြီးဖြစ်ပါတယ်။ဂျော်ဒန်နဲ့လက်ဗီယာတို့လည်းမကြာသေးမီကလက်မှတ်ယူထိုးခဲ့ပါတယ်။ဒီနေ့အတွင်း80ကျော်အထိရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ NASA ရဲ့နိုင်ငံတကာနဲ့ agency အချင်းချင်းဆက်ဆံရေးဆိုင်ရာအကြီးတန်းအကြံပေး Kathleen Carricker နဲ့ Artemis Accord ဦးဆောင်သူ Kim Hurst တို့ကဒီအစီအစဉ်ကိုဆွေးနွေးခဲ့ပါတယ်။ NASA ဟာအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးဝန်ကြီးဌာနနဲ့လည်းအရေးပါတဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေပါတယ်။သမ္မတ Trump ရဲ့ထောက်ပံ့မှုကလည်းဒီအစီအစဉ်ကိုပိုမိုအရှိန်မြင့်တင်ပေးခဲ့ပါတယ်။ Artemis Accord မှာလိုက်နာရမယ့်အခြေခံနေရာမှာ10ချက်ရှိပါတယ်။ပထမဆုံးနေရာမှာကငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက်ဖြစ်ပြီးအရာဘက်အာကာသလုပ်ငန်းများအတွက်သာဖြစ်ပါတယ်။နောက်တစ်ခုကပွင့်လင်းမြင်သာမှုဖြစ်ပြီးအာကာသယာဉ်ခရီးစဉ်အစီအစဉ်များကိုပွင့်လင်းစွာမျှဝေခြင်းဖြင့်အချင်းချင်းထိခိုက်မှုမရှိအောင်ကူညီပေးပါတယ်။စနစ်များချင်းချင်းချိတ်ဆက်အလုပ်လုပ်နိုင်ဖို့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကအဓိကကျပါတယ်။ရေးပေါ်အခြေအနေမှာအာကာသယာဉ်မှုတွေကိုကူညီပေးခြင်းနဲ့အာကာသယာဉ်မှတ်ပုံတင်ခြင်းတို့ကလည်းဘေးကင်းလုံခြုံမှုကိုမြင့်တင်ပေးပါတယ်။သိပ္ပံဆိုင်ရာအချက်အလက်များကိုလူအများသိရှိအောင်ထုတ်ပြန်ပေးခြင်းကလည်းအရေးပါတဲ့နည်းအမှတစ်ခုဖြစ်ပါတယ်။ လပေါ်ရှိသမိုင်းဝင်နေရာများကိုကာကွယ်ခြင်းဖြင့်အာကာသပြင်ပအမွေနှစ်များကိုထိန်းသိမ်းထားပါတယ်။အာကာသရှိတဘာဝသယံဇာတများကိုစီးပွားရေးအရာအသုံးပြုနိုင်ဖို့စူးစမ်းလေ့လာခြင်းကလည်းအနာဂတ်အတွက်အလားအလာကောင်းနေပြီပါတယ်။အာကာသလှုပ်ရှားမှုများအချင်းချင်းထိခိုက်မှုမဖြစ်စေဖို့တတိထားဆောင်ရွက်ရပါမယ်။ ကဘာလာအင်္ဂါဂျိုတို့ပတ်ဝန်းကျင်ကအာကာသအမိုက်များကိုရှော့ချဖို့နဲ့စနစ်တကျစီမံခန့်ခွဲဖို့လည်းကတိပြုထားတာပါဒီနေရာမှာဆက်ချက်ထားလက်ရှိအာကာသစူးစမ်းလေ့လာမှုဆိုင်ရာနိုင်ငံတကာသဘောတူညီချက်များနဲ့လုံးဝကိုက်ညီပါတယ်ဒီလိုစီမင်းစည်းကမ်းတွေကလက်တွေ့လုံကမ်းမှာဘယ်လိုအသုံးဝင်မလဲဆိုတာစိတ်ဝင်စားစရာပါဒီနေရာတွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့တဲ့နှစ်စဉ်အစည်းအဝေးများနဲ့ဤပညာဆိုင်ရာဆွေးနွေးပွဲများကျင်းပပါတယ်ပြည်လူနိုင်ငံကမကြာခင်ကျင်းပမယ်စတုထအကြိမ်မြောက်အလို့ယုံဆွေးနွေးပွဲကိုလက်ခံကျင်းပသွားမှာဖြစ်ပါတယ်အာကာသ agency အကြီးအကဲများကလည်းမဟာဗျူဟာမြောက်အဆင့်မှာတွေ့ဆုံဆွေးနွေးကြပါတယ်။ Artemis အစီရင်ရဲ့ B2K ဒီဇိုင်းကိုလည်းအဆင့်မြင့်တင်ခဲ့ပါတယ်။ Artemis 3ကကမ္ဘာပတ်လမ်းမှာပြန်တမ်းမှာဖြစ်ပြီး Artemis 4ကတော့လက်မြတ်နှပင်စီကိုတွားရောက်မှာပါ။သမ္မတ Trump ရဲ့ညွှန်ကြားချက်အရ2030ခုနှစ်မှာလပေါ်အခြေစိုက်စခန်းရဲ့အစောပိုင်းအစိပ်ပိုင်းများကိုစတင်တည်ဆောက်မှာဖြစ်ပါတယ်။ အခြေစိုက်စခန်းကိုအဆင့်30နဲ့တည်ဆောက်မှာဖြစ်ပါတယ်။ပထမအဆင့်ကိုလာမယ့်နှစ်2029အစောပိုင်းမှာစတင်မှာဖြစ်ပြီး CLPS အစီအစဉ်ကနေလတစ်လကိုတစ်ကြိမ်နှုန်းနဲ့3နှစ်ကြာလပေါ်ကိုမရှင်တွေဆေးလွတ်သွားမှာပါ။နိုင်ငံတကာမိတ်ဖက်များအတွက်လည်းသိပ္ပံကိရိယာများနည်းပညာများနဲ့အာကာသအစားအသောက်များကိုလပေါ်ပို့ဆောင်ဖို့အခွင့်အလမ်းများစွာရှိပါတယ်။2029ခုနှစ်ဝန်းကျင်မှာဒုတိယအဆင့်အနေနဲ့လပတ်လည်ဆက်သွယ်ရေးနဲ့လမ်းညွှန်မှုစနစ်တွေကိုတည်ဆောက်မှာပါ။ဂျပန်နိုင်ငံရဲ့ဖိအားပေးထားသောရူဘာလည်းဆင်းသက်လာမှာပါတတိယအဆင့်မှာတော့အီတလီနိုင်ငံကတည်ဆောက်မဲ့အချိစိုက်စခန်းမော်ဂျူးကဲ့သို့အမြဲတမ်းနေထိုင်ရာအစိပ်ပိုင်းများပါဝင်လာမှာဖြစ်ပါတယ်။ဒီ Artemis Accords ကလာအင်္ဂါဂျိုဂျဲတခွန်တွေနဲ့ဂျိုးသိန်းဂျိုးမွားတွေအထိစူးစမ်းလေ့လာမှုအတွက်အသုံးဝင်ပါတယ်။လက်ရှိလာအပေါ်အဓိကထားပေမဲ့ရရှိတဲ့သင်ခန်းစာတွေကိုအင်္ဂါဂျိုနဲ့အခြားနေရာတွေစီအသုံးချသွားမှာပါ။ Arab စော်ဘွားများပြည်ထောင်စုရဲ့အင်္ဂါဂျို Hope Mission နဲ့ဂျိုးသိန်းဂျိုးမွားခရီးစဉ်တွေဟာလည်းဒီမူများနဲ့ကိုင်နေပါတယ်။
Artemis Accords ကိုနိုင်ငံများကလက်မှတ်ရေးထိုးကြပင်တဲ့စီးပွားရေးလုပ်ငန်းများကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဥပမာဂျပန်ဟာ Toyota နဲ့ဖိအားပေးထားတဲ့ rover အတွက်ပူးပေါင်းခဲ့ပါတယ်။စီးပွားဖြစ် CLPS mission များကိုလည်းအာကာသတယံဇာတများဥပမာ Helium 324လိုကိစ္စများမှာအသုံးပြုနိုင်ပါတယ်။ Artemis Accords ရဲ့အမွေအနှစ်ကတော့အတူတကွတာဝန်ယူမှုစီစီစူးစမ်းလေ့လာခြင်းဖြစ်ပါတယ်။နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာစံနမူနာကောင်းတရားထီတီအနာဂတ်မျိုးဆက်များအတွက်အခြေခံအုတ်မီတစ်ခုကိုတည်ဆောက်ပေးပါတယ်။အုပ်ချုပ်ရေးအဖွဲ့အစည်းများပြောင်းလဲပြီးမြဲဒီ Accords ရဲ့ခိုင်မာမှုကဆက်လက်တည်တံ့နေပါတယ်။ ပွင့်လင်းမြင်သာမှုအချင်းချင်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနဲ့စူးစမ်းလိုစိတ်ဆိုတဲ့အမေရိကန်ရဲ့တန်ဖိုးတွေကိုမြင့်တင်ပေးပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေဟာအာကာသစူးစမ်းလေ့လာရေးရဲ့နယ်ပယ်ကိုအဆက်မပြတ်ချက်ထွင်နေတာပါ